အားလုံးပဲလိမ့်တာပါခုတစ်ခါတော့မရိုက်ဖြစ်တာကြတယ်ဆမ်မွန်ရီတူမနွန်တီကောင်းစားပွဲလေးကိုလုပ်ပြတော့မှာဖြစ်ပါတယ်ရင်ဝင်ဆောင်ပါဝင်တဲ့ဆမ်မွန်လေးကို၄၅ပြားလောက်ဓာတ်လေးနဲ့ပပလေးမထူမပါလေးပေါ့ကွယ်ဖြတ်တုတ်ထားလိုက်ပါမယ်လိုအပ်တယ်ဆမ်မွန်လေးကိုတော့ဖြတ်ပြီးပြီဆိုရင်တော့ရီတူမနွန်တီကောင်းလေးကိုဖြတ်ပါမယ်အတမအရင်ဆုံးဖိပြီးတော့ဖြတ်ထုတ်လိုက်ပါတယ်ကျွန်တော်တို့တို့ဒီလိုဆမ်မွန်ဆူရှီနူတီကောင်းလေးတွေကိုလာစားရင်တော့လောကကြီးကိုဘေးရှူတောင်းအောင်ကြည့်ပေးရမယ်ဆိုတော့ဆုံးဖြတ်နိုင်တဲ့အုံနောက်အတိတရားတွေရရှိလာပါလိမ့်မယ်လာအားပေးပါပြီးရင်တော့ဆမ်မွန်အယိုးကသားလေးကိုထမင်းနဲ့တွဲမျိုးဖို့လုပ်ပေးပါမယ်ဒါလည်းနဲ့ဒီလိုဖြတ်ရတဲ့အကြောင်းကလိုလို့ပါမလိုရင်မလုပ်ပါဘူးစောင့်မျှော်နေတဲ့အပိုင်းကတော့ရောက်ရှိလို့လာပါပြီဆူရှီထမင်းကိုထန်းတီးခွန်ထဲမှာထည့်ပြီးတော့ဇွန်းလေးနဲ့ညီနေအောင်ပုံအရင်တွေးပြီးတော့လွှတ်စာမုံလေးတွေအနှင်းငယ်ဖြူပေးရပါတယ်လွှတ်စာမုံလေးတွေကိုလူတစ်လောက်ထည့်ပြီးပြီဆိုရင်တော့သူ့ရဲ့အပေါ်မှာမြောက်ပုတ်တွေကအရွက်6လေးတွေကိုနင်းနေပပထည့်ပေးလိုက်ပါတယ်ပြီးရင်တော့ဆယ်မွန်လေးကိုဟိုဘက်ထည့်ကောင်းမလားဒီဘက်ထည့်ကောင်းမလားဒီကပဲထည့်လိုက်ပါမယ်ဆိုပြီးတော့စဉ်းစားနေတဲ့အချိန်မှာသူများထည့်သွားပြီပြီးဆယ်မွန်လေးကိုတစ်ခုပြီးတစ်ခုညီနေအောင်စီပြီးတော့ရေတူမနူတီကောင်းလေးကိုလည်းစီပေးလိုက်ပါတယ်ဒီပကံလုံးတွေကထန်းတီးခွန်နဲ့လှုပ်ထားတာပါပြီးရင်ပတ်လေးမှာကတ်တရာလိမ့်လိုက်ဖြစ်နိုင်ရင်လက်နဲ့ကောက်ထည့်ချင်တာဒါမှလည်းမတင်တော်ပါဘူးလေဆိုပြီးတော့ဇွန်းနဲ့ပဲလုပ်ပေးလိုက်ပါတယ်အော်ဘာမှကြီးကောင်းခဲ့တော့အော်ဘာလေးလေးကိုရိုးရမပြတ်ထည့်ပြီးရင်ဂျပန်ရုပ်ကြီးထောင်းထည့်ချင်းဖက်ထည့်ကျုပ်အနစ်ထည့်ပြီးတော့အဆုံးတက်ပေးလိုက်ပါတယ်ပြီးတော့နောက်တစ်ခုမှလည်းအဲ့လိုပါပဲဒီတစ်ခုမှတော့ကျုပ်အနစ်ထည့်ဝါမီတာကြက်တုံမင်းလေးကိုအနည်းငယ်ဖြူပေးလိုက်ပါတယ်ပြီးတော့ရေတူမနူတီကောင်းဆန်မွန်ထမင်းထဲမှာတော့ဖားလောင်ဥလေးတွေအနေနဲ့ထည့်ပေးလိုက်ပါတယ်။မာစားတဲ့တူကမြန်မြန်လေးမျိုးနိုင်အောင်ဆိုပြီးတော့မြန်မြန်ဆန်ဆန်လေးအဆုံးတက်ပေးလိုက်ပါတယ်။မျိုးလို့ရပါပြီ။ဝဇန်အားလုံးပဲလိမ့်တယ်ပါခုတစ်ခါကတော့ဆမ်မွန်ကြီးခွန်ချက်တဲ့နေရာမှာမတူညီတဲ့ပုံစံလေးနဲ့လှုပ်ပြတော့မှာဖြစ်ပါတယ်။ဆိုင်မဆိုင်ဆုံးအောင်ကြည့်သွားဖို့ပြောချင်ပါတယ်။ကြီးကွန်လေးကိုဒီလိုဓာတ်လေးနဲ့လှီးထုတ်ဖို့ဆိုရင်တော့စိတ်ကိုတည်တည်ငြိမ်ငြိမ်လေးထားပြီးတော့ဓာတ်ကိုလည်းငြိမ်နေအောင်ထိန်းပြီးတော့ကစားသွားရုံပါပဲဓာတ်ကင်ကျွမ်းနဲ့ဓာတ်ငမိုးတွေဆိုရင်တော့တေချာပေါက်ရမယ်လို့ယုံကြည်ပါတယ်ကောဆောက်လို့ကောလုပ်ပြီးတော့ရှေ့ဆက်နေတဲ့လူတယောက်ကိုပလိုင်းလာပလိန်ရင်တော့ဟာလို့သာရီလိုက်ချင်ပါတယ်အစင်လေးဗီဒီယိုလေးကိုတော့နည်းနည်းလေးမြန်မြန်ဆန်ဆန်လေးလုပ်ပေးထားပါတယ်ဘာလို့လဲဆိုတော့မြန်မြန်ဆန်ဆန်ပြီးအောင်ပေါ့ကျွန်တော်ဒီငါးခွဲတဲ့အလုပ်တွေနည်းနည်းရိုးလာပြီဗျာကျွန်တော်အလုပ်အတစ်ရှာရင်ကောင်းမလားလို့ညတွေမှာလည်းမိတ်ကပ်လိမ့်ပြီးတော့လော်စုပ်တဲ့မဟုတ်ပါဘူးဆိုတော့လုပ်တဲ့အလုပ်ကိုပြောတာဘယ်အရာမဆိုစိတ်ရှည်ရတယ်ဆိုခင်ဗျားတို့ပိုတိမှာပါကိုစားချင်တဲ့ဟာလေးကိုအချိန်အကြာကြီးစောင့်ပြီးတော့စားရတာမဟုတ်တော့တချို့ဆိုစားကိုမစားလိုက်ရအောင်ကုန်သွားလို့လေတောက်ဆိုင်တွေမှာတန်းစီတဲ့အချိန်ကိုပြောတာပါကျွန်တော်တင်တဲ့ဗီဒီယိုလေးကိုကြည့်ပြီးတော့ဆိုင်အောင်အားပေးသွားတယ်မိသားစုကိုလည်းကျေးဇူးတင်ပါတယ်အဲ့ထဲမှာပါလာတဲ့ဟိုအမကြီးကတော့အရင်လေးချောပါတယ်ကျွန်တော်အကြည့်ချင်းဆုံပြီးတော့စကားမပြောရဲတယ်လို့ပြောရဲတယ်လို့နဲ့နောက်ဆုံးမပြောခဲ့ပါဘူးလူလိန်မလိုင်းဆိုင်မဟုတ်ပါဘူးမလေးရှားမြို့မှာနေတဲ့အမျိုးတို့ရေဆိုင်ကိုလာအားပေးမယ်ဆိုရင်ရပါတယ်နော် discount လေးတောင်ပေးအောင်မှာလာအားပေးတဲ့သူတွေအတွက်လက်ဆောင်ပြင်ဆင်ပေးထားပါတယ်စီဘူးတဘူးရေခန်းတီးတစ်ချောင်းရေပါပါမယ်ခန်းတီးကြိုက်အောင်ကိုတန်ရဲ့ဟာပဲစားခြင်းနဲ့ဆိုရင်ရပါတယ်ဆမ်မွန်လေးတို့လက်ဆက်ဖြတ်ပေးပါမယ်အခုပြောမယ့်အကြောင်းကတော့နှလုံးသားရေးရာကိစ္စပေါ့ကွယ်ချစ်တူမဲနေတဲ့ချော်တီလေးတွေအတွက်ပဲတီးတန့်ရည်ရွယ်ပြီးပြောမှာပါကိုကလိန်မာတဲ့သူရှာနေတယ်အလောက်ကင်စူးစမ်းတဲ့လူရှာနေတယ်အတောက်စားကင်းတဲ့သူရှာနေတယ်မော့စ်နဲ့ပုံစံတူတဲ့နှခမ်းမွေးပိုင်ရှင်လေးကိုဆိုင်လေးကိုလမ်းညွှန်ပေးလိုက်ပါမယ်ဆိုင်ထိုးတိုင်းလဲဆိုင်ခိုင်းလိုက်မဟုတ်ပါဘူးဒီလူကငါဖြတ်တဲ့အကြောင်းလည်းမပြောဆိုပြီးတော့ကွန်ပလိမတက်နဲ့တော့ဗီဒီယိုပြထားလေငါဘလို့ဖြတ်တယ်ဆိုတာကြည့်ပေါ့မျက်လုံးနဲ့အတန်ကတော့နားနဲ့နားထောင်ပေါ့တိတ်မှာနစ်မြုပ်နေတဲ့လူငယ်အချစ်ကျွန်လေးကိုဆွဲတူဖို့ဆိုရင်တော့ချော့တီလေးတယောက်တော့လိုနေပါပြီကုတူယူလိုက်ပါတွေးမမားစေချင်ဘူးအခုရွေးပေးတာယတနာလေတစောင်းကြည့်ရင်အောင်စုနဲ့တူတယ်လို့တက်ကြည့်ရင်တော့ဇမင်တာဒုတ်ကြီးနဲ့တူပါတယ်ကျွန်တော်ရဲ့ဗီဒီယိုငါပြတ်တဲ့အခန်းကဏ္ဍလေးတော့ပြီးဆုံးလို့သွားပါပြီဒီလိုပြီးသွားတဲ့အချိန်မှာအရန်ကောင်းပါတယ်အလုပ်တွေပြီးသွားတော့အိမ်သာတက်ချိန်ရတာပေါ့ပြုတ်ပေးတဲ့လူတိုင်းကျေးဇူးတင်ပါတယ်ဝဇန်အားလုံးပဲလိမ့်တာပါအခုတစ်ခါတော့ဆာရှိမီတွေမှာပွဲထွက်တဲ့အချိန်မှာတုံးတဲ့ပန်းပွင့်လေးပေါ့ကွယ်ဘာညာအဲ့လိုအလှဆင်တဲ့အပိုင်းလေးတွေကိုလောက်ပြတော့ဖြစ်ပါတယ်ရေုံဆုံးကိုလုံးမဲ့မောင်လာဦးနီလေးကိုစိုက်တူကိုက်တူလေးဖြတ်ပြီးရင်တော့ဘေးပပတ်လေးကိုဓာတ်လေးနဲ့ဒီလိုပုံစံလေးလှီးထုတ်လိုက်ပါတယ်ပြီးရင်တော့သူ့ရဲ့ချွန်မတ်နေတဲ့ဒေါင်းကနေပဲအရင်ဆုံးပုံတွင်းဖြတ်ထုတ်လိုက်ပြီးတော့ပန်းပွဲကိုလုံးယူရပါတယ်
ကော်လိုချင်တဲ့ပန်းအနေထားဆိုင်ရဖို့ဆိုရင်တော့နောက်တစ်ဖက်လက်ကဓာတ်ကိုငင်လေးထိန်းထားပြီးတော့နောက်တစ်ဖက်လက်ကလက်မကြီးနဲ့တွန်းပေးရပါတယ် အဲ့လိုပန်းပုံအနေထားမျိုးရလာပြီဆိုတော့ဓာတ်ထိတ်လေးနဲ့အရှိကိုတွန်းပြီးတော့ကလော်ပြီးတော့ဖြတ်လိုက်ရင်ရပါပြီဒီလိုအနေထားရပါတယ်အတုံးဝင်မထင်တော့မှထားပေါ့ကွာပြီးရင်တော့ဘယ်လိုခေါ်မလဲမောင်လောင်ဥဖြူလေးနဲ့ပန်းလောက်တာလေးကိုလှုပ်ပြပါလားဆိုတဲ့လူတယောက်ရှိလို့လေသူ့ကိုလှုပ်ပြလိုက်ပါပြီအရင်ဦးဆုံးဒီမောင်လောင်ဥဖြူလေးကိုပပလေးချစ်ထုတ်ပြီးတော့အစလေးကိုဒီလိုလေးညီနေအောင်ညှိရပါတယ်ပြီးရင်တော့ဒဏ်ရာတစ်ခုပြီးတစ်ခုပြတ်သွားအောင်မပေးဘဲနဲ့ဒဏ်ရာလေးတွေပေးပြီးတော့နာကျင်အောင်လုပ်ပြီးတော့လှပသွားတဲ့ပန်းလေးရအောင်ဆိုပြီးတော့စမုံတုံးပန်းဆိုပြီးနာမည်ထွက်လာပါတယ်ဒါလေးနဲ့တန်ရာပေးတာပြီးသွားပြီဆိုရင်တော့အစကနေပြန်ပြီးတော့ညီညီညာညာလေးခေါင်းရပါတယ်ကြည်ကြည်မျက်လုံးနဲ့ကြည်တော့တေချာကြည့်တော့စကားနဲ့အရင်မပြောချင်ဒီပန်းခေါင်းတဲ့အချိန်မှာဖေညီနေအောင်ခေါင်းရပါတယ်ဖေမညီဘလို့ခေါ်မလဲပြုတ်ထွက်သွားလို့ပါပြီးတော့တွားချထိုးတံပဲထိုးထိုးမျက်လုံးချပဲထိုးထိုးဘယ်ကောင်မေ့ထားမှလည်းမသိဘူးအဲ့နာမည်ကြီးကိုအဲ့ဒုတ်ကြီးနဲ့ထိုးထားလိုက်ပါတယ်ထိန်းထားတဲ့တပေါ့ဒီပန်းပါပဲဝဇက်